Hello အားလုံးပဲမင်္ဂလာပါရှင်မီလီကိုတော်တော်များများပေါ့နော်ဒီ white on brand နဲ့ပတ်သက်ပြီးတော့လာမေးကြရရှိရဲအဲ့တော့ဒီမှာဆိုရင် number 1 2 3 3ဆင့်ထိလုံးဝအဆင်ပြေအဲ့တော့4ဆင့်မှာဆိုရင်သူတို့အနေနဲ့ကဘာသိချင်လဲဆိုရင် sun cream က3ရတဲ့ခါမှာပူလားမေးတဲ့ဟာတွေရှိရ no နော်ဒီ sun cream ကပူလားဆက်တာလုံးဝမရှိဘူးအဲ့တော့ဒီ sun cream မှာဆိုလို့ရှိရင်ဒီတစ်ဆက်လုံးပေါ့နော်10မိနစ်နေလို့တစ်ခါပြန်သုံးလုံးဝပူလားဆက်တာမရှိဘူးအဲ့တော့ဒီမှာဆိုရင် SPF 50ကွာ PA ပလက်၄လုံးထီတောင်ပါတယ်အဲ့တော့နေရောင်ကြီးတန်းကိုလုံးဝအပြည့်အဝကာကွယ်ပေးတယ်အဲ့တော့သူ့အနေနဲ့ကဒီ sun cream မှာဆိုရင် तू ကတုံးဝက်အနေနဲ့လည်းသုံးလို့ရတယ် primer အနေနဲ့လည်းသုံးလို့ရတယ်အဲ့တော့ဒီ sun cream သုံးပြီးရင်အပေါ်က makeup ထပ်မသုံးခြင်းလည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ sun cream ပေါ် makeup ထပ်သုံးခြင်းလည်းရတယ်ကြိုက်တယ်လို့အသုံးပြုလို့ရတယ်ဒါပေမဲ့10မိနစ်နေမေလီကတော့ makeup ထပ်သုံးတာမရှိဘူးဒီ sun cream ကိုပဲ10မိနစ်တခါပြန်သုံးတာအဆင်ပြေပါတယ်ရှင်